စနေသားသမီးများကန်တအားကောင်းနေပါတယ်ပုပ္ပါစောရမ်းမင်းကိုအကြောင်းပြုပြီးတော့ရေးထိုးတဲ့တက္ကရာမြန်မာတက္ကရာ1389ခုနှစ်တနှစ်တာကညမအကျိုးအကြောင်းအစိုးကောင်းစောင်းရန်ရှောင်းရန်တတိပြုရန်ရေရာပြုရန်တနစ်စာဘေးရင်ရေရာအထူးဟောစတန်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးများကန်တအားကောင်းနေပါတယ်အဲ့လွတ်သမျှကျန်သမျှအောင်မြင်ပါလိမ့်မယ်ကြီးမားတဲ့အပြောင်းလဲတွေဖြစ်ပါလိမ့်မယ်အဲ့ဒီအပြောင်းလဲတွေကကောင်းသောအပြောင်းလဲတွေပဲဖြစ်ပါတယ်အဲ့တော့ကံတရားကမျက်နှာသာပေးတဲ့နှစ်မှာလုပ်ငန်းစည်းပွားတွေတိုးချဲ့ပါလုပ်ငန်းသစ်တွေစပါကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုအကောင့်တွေဖော်ပါမိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်ဖို့လည်းရှိနေပါတယ်လုပ်ငန်းစည်းပွားတွေတိုးချဲ့ပါလုပ်ငန်းသစ်တွေစပါရည်မှန်းချက်အိမ်မက်တွေကိုအကောင့်တွေဖော်ပါထိပေါက်တဲ့လိုမျိုးငွေတွေအစုလိုက်အပုံလိုက်ရဖို့လည်းရှိနေပါတယ်ထိလည်းပဲပုံမှန်ထိုးပေးပါအလို့သမျှကြံသမျှအောင်မြင်ထမြောက်မဲ့နှစ်ပဲဖြစ်ပါတယ်အကြံစီရွေချက်များအိမ်မက်များကိုတဲ့မြင်းမြန်းဆန်းဆန်းအကောင့်ထဲပေါ်ပါကံတရားကမျက်နှာသာပေးတဲ့အချိန်မှာတဲ့မြင်းမြန်းဆန်းဆန်းဆောင်ရွက်ဖို့ဖြစ်ပါတယ်လုပ်ငန်းစီးပွားအင်အားနဲ့တိုးချဲ့ပါအဲ့တော့အခက်ခဲအကျက်တဲကြုံတဲ့သူများဆိုရင်လည်းပဲတဲ့အဲ့ဒီအခက်ခဲအကျက်တဲကလွတ်မြောက်ပါလိမ့်မယ်ဒီနှစ်မှာပြဿနာတွေရှိတယ်ဆိုရင်အဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်မယ့်နှစ်ပဲဖြစ်ပါတယ်အဲ့တော့တက်ရှိတဲ့မဲ့အားလုံးကံတရားရဲ့မျက်နှာသာပေးခြင်းကိုခံရမယ့်စိတ်ချမ်းသာလို့ကိုကျမ်းမာမဲ့နှစ်ကိုဖြတ်သန်းမှာဖြစ်ပါတယ်ကိုပိုင်ညာကိုပိုင်ဟန်ကိုပိုင်အရေးချင်းကိုပိုင်စိတ်ကူးအိုင်ဒီယာတွေနဲ့အောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်လူများနဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းပဲကြီးကြီးကျယ်ကျယ်အောင်မြင်မှုရှိနေပါတယ်နောက်မျက်နှာပွင့်စမ်းပွင့်နေပါလိမ့်မယ်အဲ့တော့အလုပ်တိုင်းနေရာတိုင်းမှာကိုညီမဆမဲ့သူတွေများနေပါလိမ့်မယ်အဲ့တော့ယူသားစွာကိုညီရဲ့သူလည်းရှိတယ်ကိုကိုကြိုက်နေတာမျိုးပိုးတာမျိုးလည်းရှိနိုင်ပါတယ်စုပ်ကောလက်ကောပွင့်တဲ့နှစ်ကိုဖြတ်သန်းမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဝိုင်းဝိုင်းနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်နော်ပြည်တွင်းပြည်ပခီးများတွားဖို့ရှိနေပါတယ်အဲ့တော့ပြည်တွင်းပြည်ပခီးနော်အစီအစဉ်ရှိတဲ့သူများအောင်မြင်ဖို့ရှိနေပါတယ်နာမည်ကုန်သတင်းကြော်စောထင်ရှားတာမျိုးအကောင်းပြောချီးမွမ်းခံရတာမျိုးလည်းပဲကြုံရဖို့ရှိနေပါတယ်စွတ်တူးဘွယ်တူးဂုံလူတွေရဖို့လည်းရှိနေပါတယ်ဘဝနဲ့ချီပြီးတော့ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တွေဆက်ထူနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့ကန်ဆာတာပွန်လန်းတိုးတက်မဲ့နှစ်ပဲဖြစ်ပါတယ်ဘဝနဲ့ချီပြီးတော့ကြီးမားတဲ့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်မဲ့ဘဝနဲ့ချီပြီးတော့ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့မိမိရည်မှန်းထားသလောက်ပို့ပြီးတော့ရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်သို့တော်လည်းပဲတဲ့စိတ်ပူစရာလေးအချို့တော့ရောထွေးနေတတ်ပါတယ်အဲ့တော့ဝန်ထမ်းများငွေများလည်းပဲမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးရည်မှန်းချက်များမိမိရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်စိတ်ပူစရာအနှဲငယ်တော့ရှိနေပါတယ်ဝန်ထမ်းများငွေများလည်းပဲစုမိဆောင်မိဖြစ်ဖို့အားကောင်းနေပါတယ်နောက်မိမိကိုယ်တိုင်ကလည်းပဲတဲ့အသုံးဖြုံးတော့ကြည့်ဆိုင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေများဆွေမျိုးသားချင်းများကိုလည်းပဲငွေကြေးကိစ္စများအကူအညီပေးနိုင်ပါလိမ့်မယ်အလှူအတန်းတွေပရဟိတတွေလည်းပဲပြုလုပ်နိုင်ပါလိမ့်မယ်အဲ့တော့ငွေတွေအဝင်လဲကျမ်းမယ်စုလဲစုမိမယ်လှူလဲပဲလှူနိုင်ပါလိမ့်မယ်အဲ့တော့ငွေကြေးအတွက်တိတက်ရရမလိုပါအဲ့တော့ငွေတွေဝင်လာသိမ်းဖို့ထဲဖို့เนาะတစ်တာကြီးကြီးเนาะအိတ်ကြီးကြီးအသင့်ပြင်ထားဖို့ဖြစ်ပါတယ်သုံးဖို့ဆွဲဖို့အောင်းမွေးထားပါအဲ့တော့ငွေကြေးတွေတဲ့တိတက်เนาะရရလောက်ချင်နေဆိုရင်တော့တဲ့လမ်းမှာတွေ့တဲ့ဘုံကြီးကိုတဲ့မျက်နှာတုပ်ပေါ်ကအစိမ်းရောင်မကြခဏလှူပေးပါကလေးများကိုပေါ်ရီကောက်ဆွဲကျွေးပေးပါအဲ့ငွေအတွက်ရရချီစရာမလိုဘူးချင်းချင်းတပတ်ဆိုရင်လမ်းမှာတွေ့တဲ့ဘုံကြီးကိုမျက်နှာတုပ်ပေါ်ကအစိမ်းရောင်တက်တဲ့ခဏခဏလှူပြီးတော့ငွေကြေးကိစ္စတွေဆင်ပြေဖို့အကျွေးတွေကျေဖို့အကျွေးတွေရဖို့ဆူတောင်းပါနောက်ကလေးကိုလည်းပဲပေါ်ရီကောက်ဆွဲကျွေးရင်းနဲ့ဆူတောင်းပါအဲ့ဒါငွေအတွက်တည်တံ့ရရအဲ့ဒါခုလိုမျိုးကံကောင်းတဲ့နှစ်မှာထီထိုးကန်ဆန်းတက်ပါတယ်အဲ့ဒါနှလုံးတရားလွဲလို့ပုံမှန်ထိုးတင်ပါတယ်အဲ့တော့ထီထိုးအောင်မဲ့နေရတော့တဲ့နံပါတ်1ပေါမုတ်ထောပတ်တုတ်ဖရားလည်းလှူပါကိုလည်းပဲစားပါတငယ်ချင်းများကိုလည်းဒါနလုပ်ပါပြီးရင်နဲ့ကြာတာပရိနံအင်္ဂါနံရှိသောကြာတာပရိနံပပပပမအင်္ဂါနံစစဇညရှိတဲ့ထီဆိုင်တမို့ထီရောက်တဲ့သူစီမှာထီထိုးပါ3တို့5တို့9တို့များများပါတဲ့လက်မှတ်ကိုရွတ်ပြီးတော့ထိုးပါပါဇက်ကနေပြီးတော့တာဘာနိုရွတ်ပြီးတော့ထိုးပါ DAVN တို့တာဘာနိုတာဝန်မှုရေးချတာဗါလက်ချရေးချဝတ်ဆန်တော့ပါနာငယ်လုံးကြီးတွေတချောင်းငယ်ဝတ်ဆန်လုံးပါနိုတာဘာနိုရွတ်ပြီးတော့ထိုးပါအဲ့ဒါထီထိုးရမယ်နေဒါခုလိုမျိုးကံမတရားကောင်းတဲ့နှစ်မှာအဲ့တော့ထီဆွေးတွေပုတ်တတ်ပါတယ်အဲ့တော့ထီလည်းပဲပုံမှန်ထိုးပြီးတော့ကန်ဆန်းတင်ပါတယ်နှလုံးတရားလွဲလို့ပုံမှန်ထိုးပါအခြေစစ်အချင်းမှန်ဖူးစာရှင်အမှန်များနဲ့တွေ့ရမယ့်နှစ်ပဲဖြစ်ပါတယ်ကိုယ်တန်ဖိုးထားတဲ့ဂရုစိုက်တဲ့ကျင်နာတဲ့နားလည်ပြီးတဲ့ချစ်သူမျိုးနဲ့စုံတွေ့ရဖို့ရှိနေပါတယ်အဲ့တော့အလွန်လိုက်ဖက်တဲ့စုံတွဲလို့ချီးမွမ်းခံရမယ့်နှစ်ပဲဖြစ်ပါတယ်
အဲ့တော့ပတ်ဝန်းကျင်ရဲ့အထင်ကြီးမှုအားကျမှုတွေခံရမယ်နှစ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်တဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲပြည့်မြောက်အောင်မြင်ပါလိမ့်မယ်မျက်နှာပွင့်စမ်းပွင့်ပြီးတော့ကိုယ်ကြိုက်တဲ့သူတွေလည်းပဲဝိုင်းဝိုင်းလည်းနေမဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့ချစ်သူရှိပြီးသားသူများကတော့အချစ်ရဲ့ခြုံငိမ်နဲ့အသီးပွင့်ကိုခံစားရပါလိမ့်မယ်ချစ်သူမရှိတဲ့သူများကတော့ချစ်သူအတိအကျဖို့ရှိပါတယ်ကိုယ်စိတ်ဝင်စားတဲ့ကြိုက်တဲ့သူတွေအများကြီးပေါ်လာဖို့ရှိနေပါတယ်အဲ့တော့အခြေရတော့ဝိုင်းဝိုင်းလည်းနေမဲ့နှစ်ပဲဖြစ်ပါတယ်အိမ်တော်ဘက်ရဲ့အကျိုးပြုခြင်းကိုခံရဖို့ရှိနေပါတယ်စိတ်တူကိုယ်တူနဲ့ကြည်ပြူမဲ့နှစ်လို့ဆိုတာပါတယ်ပတ်ဝန်းကျင်ရဲ့ပေးထုတ်မှုပတ်ဝန်းကျင်ကိုအကြောင်းပြုပြီးတော့နင်းနဲ့မယားစိတ်ဝမ်းကွဲတာမျိုးတို့သတိထားသင့်ပါတယ်အဲ့တော့အိမ်တော်ကြီးကံကောင်းတော်လည်းပဲတဲ့ကိုကျင်တရားကိုတော့အနည်းငယ်ထိန်ထိန်ကျူးဆိုင်သင့်ပါတယ်အိမ်တော်ဘက်အပေါ်သစ္စာရှိပါမိမိအိမ်တော်ဘက်ကိုတန်ဖိုးထားပါအဲ့ဆိုထားပါတယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ဘုဒ္ဓဟူသားသမီးများသမဟုတ်နာမည်မှာရရလောက်ဝပါတဲ့သူများသမဟုတ်မြင်နာချောင်းနာရေနာနေသောသူများရက်အေးဘီယာရေတန့်အလှပအနုပညာနဲ့ပတ်သက်တဲ့သူများကိုအကြောင်းပြုပြီးတော့တဲ့အခြေအိမ်တော်ကြီးမှာကတော့ကစားလေးတွေဖြစ်တတ်ပါတယ်သတိထားပြီးတော့ရှောင်စီလိုပါတယ်အဲ့တော့အခြေအိမ်တော်ကြီးနဲ့တိတန့်ရရမလိုပါဒီနှစ်အတွက်လုတ်ချင်တပတ်ဆိုရင်တော့တဲ့တငယ်ချင်းမိတ်ဆွေများကိုကော်ဖီနဲ့ကိတ်လို့မကြခဏဒါနဲ့လုပ်ပေးပါအခြေအိမ်တော်ကြီးကံကောင်းစီတဲ့ရရဖြစ်ပါတယ်အဲ့တော့ပညာရေးမိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်နည်းနည်းလေးကြိုးစားရုံနဲ့များအောင်မြင်မဲ့ပညာရေးကံကောင်းတဲ့ကံတရားကမျက်နှာသာပေးတဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့ဆရာကောင်းသမားကောင်းတွေတွေ့ရဖို့ရှိနေပါတယ်ပညာရေးနဲ့ပတ်သက်လို့ပြည်တွင်းပြည်ပအကူအညီကောင်းအဆက်အသွယ်ကောင်းများလည်းပေါ်လာဖို့ရှိနေပါတယ်ပညာရေးကံတရားကောင်းတဲ့ပညာရေးရည်မှန်းချက်များကိုရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်ပြည်ပနဲ့ပတ်သက်တဲ့ကျောင်းသင်တန်းတက်ရဖို့ရှိနေပါတယ်အဲ့တော့ပညာရေးကံကောင်းစေမဲ့ရည်ရကတော့တဲ့ဘယ်နည်းမဆိုမနဲ့စောစောတော့တတိယ6လုံးဗာတိမဆိုရတယ်6လုံးဖြစ်ပြီးရောနှင်းစီ9ပွင့်တတ်တော်ရီ3ခွက်ဖျောင်းနိုင်3တိုင်အိမ်ဖျားမှလှူပြီးတော့မိမိအလိုရှိတဲ့အရာများကိုပြက်သားတဲကွယ်ဆူတောင်းပါနောက်ချိုးမဲ့ရေထဲမှာနှင်းစီပန်း3ပွင့်တဲ့ရေချိုးရင်းဆူတောင်းပါအဲ့ဒါကအခုလည်းပဲခြေပါဂျာရမှလည်းပဲခြေပါအရေးကြီးတဲ့စာမွေးပွဲလာပတ်နှိဝက်အတန်းနဲ့ဖြည့်တဲ့အခါမှာလည်းပဲဖြည့်မဲ့နေ့တွေမှာလည်းဒီရေတွေခြေသွားလို့ရပါတယ်နောက်အလုံးလျှောက်တဲ့အခါစာမွေးဖြည့်တဲ့အခါအင်တာဗျူးဖြည့်တဲ့အခါတွေမှာလည်းပဲတန်ရုံဝင်တဲ့အခါတွေမှာလည်းဗီဇာဝင်တဲ့အခါတွေမှာလည်းဒီရေတွေကိုပြုလုပ်လို့ရပါတယ်ကျမ်းမာရေး1 byte 4လေပင်ရင်ကောင်းလက်နဲ့ပတ်သက်တဲ့ယောဂများသတိထားပါရေချိုးမားတဲ့ယောဂများရေချိုးမားတာလည်းသတိထားစေလိုပါတယ်အဲ့တော့တေချာပေါက်ဖြစ်မယ်လို့မဆိုလိုပါအဲ့တော့ကျမ်းမာရေးကောင်းဒီမဲ့ရေတွေအဲ့တော့ကျမ်းမာရေးညံ့တဲ့အခါမှာကျမ်းမာရေးကောင်းမှုအတွက်ပြုလုပ်ရမယ့်အထူးရေတွေကတော့တက်ဘူးအစုပ်သမုတ်နှီးတောင်းအဲ့တော့နှီးနဲ့ရက်ထားတဲ့တောင်းသမုတ်တက်ဘူးအစုပ်ထဲမှာကိုယ့်ရဲ့ခြေသက်လက်သက်သပင်အနှဲငယ်ထည့်ပါကိုယ့်ရဲ့အင်ကြီးအစုပ်လုံကြီးအစုပ်သမုတ်ဘောင်းမီအစုပ်ကကြီးနဲ့ကိုက်ပြီးတော့အနှဲငယ်ထည့်ပါစံလက်တဆုပ်ထည့်ပါအဲ့ဒီကဥစ္စာကိုအိပ်ရဘေးမှာထားပြီးတော့အိပ်ပါမနေ့ကရေထဲကိုတွားမျောပါငါမှရှိတဲ့အခိုက်တွေအညံ့တွေယောဂတွေအလုံးပါသွားပါပြီဆိုတာအဲ့တော့နိုင်ငံခြားမှာနေတဲ့သူတွေကတော့ရေထဲမှာမျောရတာအစပြင်းရင်လမ်းမှာရှိတဲ့အမိုက်ပုံးမှာတွားပြီးတော့ဆွန့်ငါမှရှိတဲ့အခိုက်တွေအညံ့တွေယောဂတွေမကောင်းတာတွေအလုံးပါသွားပါစေအဲ့ဒါကစနေညမှာလုံးရင်ပိုကောင်းပါတယ်စနေညမှာလုံးနောက်နေ့တနင်္ဂနွေနေ့မနေ့မှာတွားပြီးတော့ဆွန့်မှာအဲ့ဒါကကျမ်းမာရေးညနေခါမှာပြုလုပ်ရမယ်အထူးရည်တွေဖြစ်ပါတယ်ပစ္စည်းများရောင်းထွက်ရောင်းကောင်းခြင်းနဲ့ဆိုရင်တော့တဲ့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်းနဲ့ရိုက်ပေးပါဘယ်နှပုတ်မဆိုအဲ့တော့ကားရောင်းခြင်းနဲ့ဆိုရင်ကားပြုံရိုက်ပေးတိုက်တဲ့အိမ်ရောင်းခြင်းနဲ့ဆိုတကားနေရံတွေရိုက်ပေးပါဇက်ကလည်းဆူတောင်းရောင်းထွက်ပါစေရောင်းကောင်းပါစေဈေးကောင်းရပါစေတော့စိုက်မှာလည်းပဲဈေးကောင်းခြင်းနဲ့ဆိုရင်နှင်းစီပန်းလေးဆောင်တာရောင်းကောင်းခြင်းနဲ့ပစ္စည်းများနှင်းစီပန်းနဲ့လိုက်ပြီးရိုက်ပေးအဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်းနဲ့ရိုက်ပေးပါဘယ်နည်းမဆိုဘယ်ချိန်မဆိုခဏရိုက်ပေးပါအဲ့ဒါရောင်းထွက်ရောင်းကောင်းမဲ့ရည်ရဖြစ်ပါတယ်နောက်စနေသားသမီးများဒီနှစ်ထဲမှာဘာအကြောင်းမဲရှိလောက်မဲ့ရည်ရကဘယ်နည်းမဆိုမနေ့9:04မိနစ်ဒါမြန်မာပြည်မှာနေတဲ့သူတွေကမြန်မာစံတော်ချိန်နိုင်ငံခြားမှာရောက်နေတဲ့သူတွေကမိမိနေတဲ့နိုင်ငံရဲ့စံတော်ချိန်မနေ့9:04မိနစ်မှာအဝါရောင်ပန်း5ပွင့်အုံးသီးပါတဲ့မုတ်6ခုလက်ဖက်ရည်4ခွက်တောက်တော်ရည်4ခွက်ဖျောင်းနိုင်4တိုင်အိမ်ဖျားမှာလှုပ်ပြီးတော့မိမိအလိုရှိတဲ့အရာများကိုအတိအကျအတန်ထွက်ပြီးတော့ဆူတောင်းနိုင်ပါတယ်ဘယ်နည်းမဆိုလုပ်နိုင်ပါတယ်မကြခဏလုပ်ပေးပါကျွန်တော်ကတော့မင်းသိန်းခိုင်ရှေဝဲတူလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဘေးရင်ရရလက်ဆောင်တွေ hostel တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်တာပါကဲစနေသားသမီးတွေအားလုံးမင်္ဂလာနှစ်သက်မှာအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ